ဆိုတော့ဒီနေ့မှာတန်ရှင်သောဝိညာဉ်တော်အကြောင်းကိုကျွန်တော်တို့ဆက်လက်ခံယူကြမယ်ကျွန်တော်လွန်ခဲ့တဲ့အပတ်မှာကုညီမဆသောတန်ရှင်သောဝိညာဉ်တော်ဖြစ်တဲ့အကြောင်းကိုကျွန်တော်တို့ကြည့်ခဲ့ကြတယ်ဒီဘက်မှာလည်းဆက်လက်ပြီးတော့ထိုကုညီမဆသောဝိညာဉ်တော်ဆိုတာဟာကျွန်တော်တို့နော် helper ဆိုတဲ့ကုညီမဆတာထက်တာ၍လေးနဲ့တဲ့အတိတ်ပဲကိုပုံဆောင်တဲ့တန်ရှင်သောဝိညာဉ်တော်ဖြစ်တဲ့ဂရိစကားနဲ့ကြည့်တဲ့အခါမှာဒီ helper နော်ကျွန်တော်တို့ရှင်ယောဟန်14:16ရှင်ယောဟန်14:26ပြီးတော့ရှင်ယောဟန်15:26ရှင်ယောဟန်16ခွန်ဒါလေးတွေကိုကျွန်တော်တို့ခဏလောက်ဖတ်ကြည့်ရအောင်အဲ့ဒီနေရာမှာဒီမြန်မာ version ထဲမှာတော့ဥပစ္စေဆရာဆိုပြီးတော့ဘာသာပြန်ထားတယ်တိုးတော်လဲဒီဥပစ္စေဆရာလို့ဒီကျမ်းချက်တွေမှာဒီကျမ်းပိုက်တွေမှာပြောထားတဲ့အရာတွေကိုကျွန်တော်တို့တခြား version နဲ့ကြည့်တဲ့အခါမှာ helper ဒါမှမဟုတ် comforter advocate ဒါမှမဟုတ် counselor ဆိုပြီးတော့ကျွန်တော်တို့ကိုအနည်းမျိုးစုံသောဝိညာဉ်တော်ရဲ့ကုညီမဆခြင်းအကြောင်းကိုဂရိဘာသာစကားနဲ့ကြည့်တဲ့အခါမှာ parakletos ဆိုတဲ့အဓိပ္ပာယ်စကားလုံးကိုပုံဆောင်တဲ့အဓိပ္ပာယ်တွေကိုရေးသားထားတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီထဲမှာမှ14:16ကိုကျွန်တော်တို့ကြည့်ရအောင်ခမည်းတော်သည်တမန်တရားကိုပြသောဝိညာဉ်တော်တည်ဟုသောတပါးသောဥပစ္စေဆရာကိုတင်တို့နှင့်အတူအစင်မပြတ်တည်နေစေခြင်းကတင်တို့အားပေးတော်မူမည်။နောက်14:26မှာလည်းကျွန်တော်တို့ထပ်ပြီးတော့တွေ့ရတယ်။အဲ့ဒီနေရာမှာလည်းထိုဥပစ္စေဆရာဟာဆိုပြီးတော့ဥပစ္စေဆရာအကြောင်းကိုရေးသားထားတယ်။နောက်15:26 16:19စသည့်ကျမ်းပိုက်များထဲမှာရေးထားတဲ့ဥပစ္စေဆရာဆိုတာဒီနေ့ကျမတို့ကိုကုညီမဆတဲ့ parakletos ဆိုတဲ့ Greek လို့ကုညီမဆတော့သူ helper အနေနဲ့နောက် comforter ဆိုတဲ့နှစ်သိမ့်ခြင်းအရာမှာနောက် counselor ဆိုတဲ့ကျမတို့ကိုဉာဏ်ပညာပေးမယ်အကြံပေးမယ်ကျမတို့ရဲ့တိုင်ပင်ပေါ်တိုင်ပင်ဘက်ဖြစ်ခြင်းအရာမှာတော့၎င်း advocate ဆိုတဲ့ဒီဥပဒေပိုင်းဆိုင်ရာမှာကျမတို့ကိုခံရပေးတဲ့သူ defend လုပ်ပေးတဲ့သူကာကွယ်ပေးတဲ့သူခုခံပေးတဲ့သူဖြစ်တဲ့အကြောင်းတွေကိုကျမတို့တွေ့ရတာဖြစ်တယ်။ Now 14:26ကိုလည်းခဏလောက်ကျမတို့ကြည့်ရအောင်။ခမည်းတော်သည်ငါအတွက်ကြောင့်စေလွတ်တော်မူသောဥပစ္စေဆရာတည်းဟူသောတန်ရှင်းသောဝိညာဉ်တော်သည်တင်တို့အားခတ်သိမ်းသောအရာတို့ကိုပြသသွန်သင်တော်မူ၍ငါပြောခဲ့သမျှသောစကားတို့ကိုမှတ်မိသောဉာဏ်ကိုတင်တို့အားပေးတော်မူမည်ဒီနေရာမှာလည်းဥပစ္စေဆရာတည်းဟူသောတန်ရှင်သောဝိညာဉ်တော်ဒီကျမ်းတွေမှာဒီကျမ်းပိုက်တွေမှာကျမတို့တွေ့ရတဲ့ဥပစ္စေဆရာဆိုတာက parakletos ကိုဆိုလိုတာဖြစ်တယ်ဆိုတော့ဒီနေရာမှာကျမတို့တန်ရှင်သောဝိညာဉ်တော်ဟာကျမတို့ကိုကာကွယ်ပေးတဲ့သူနောက်ကျမတို့ကိုဉာဏ်ပညာအကြံပေးတဲ့သူကျမတို့ရဲ့တိုင်ပင်ပေါ်တိုင်ပင်ဘက်ဖြစ်တဲ့အကြောင်းတွေကိုဒီလွန်ခဲ့တဲ့အပတ်မှာကျမရဲ့အသက်အားဖြင့်တသက်ခံခြင်းနဲ့အားဖြင့်ကျမပြောဆိုခဲ့တယ်ဝေမျှခဲ့တယ်ဒီနေ့မှာတော့အဲ့ဒီတန်ရှင်သောဝိညာဉ်တော်ကဖခင်ရဲ့အလိုတော်ထဲမှာဖခင်ရဲ့အမှုတော်ဆောင်ဖြစ်တယ်ဆိုရင်ဖခင်ရဲ့အမှုတော်ထဲမှာကျမတို့ကိုဒီကာယကအလိုမရှိတော့လဲဝိညာဉ်တော်ကချုံနှောင်လာတဲ့အခါမှာဝိညာဉ်တော်ကဖွင့်ပြလာတဲ့အခါမှာမဆလာတဲ့အခါမှာဘယ်လောက်ထိတောင်ဖခင်အတွက်အသက်ရှင်နိုင်ရတဲ့သူဖြစ်စေတယ်လဲဆိုတဲ့အကြောင်းကျမတို့ကို comforter ကျမတို့ကိုနှစ်သိမ့်ပေးတဲ့ဖခင်သခင်နောက် helper ဆိုတဲ့ကုညီမဆတဲ့ဘုရားသခင်ဖြစ်တဲ့အကြောင်းကိုဒီနေ့အတူတကွကြည့်ကြမှာဖြစ်တယ်။အဲ့ဒီနေရာကိုကျမတို့ဘသူအသက်တာအပြင်ကျမတို့ကြည့်ကြမလဲဆိုတော့တမန်တော်ဝတ္ထုမှာကျမတို့ကြည့်တွေ့ရတယ်ရှင်ပေါလုရဲ့အသက်တာအပြင်ကျမတို့ကြည့်ကြမှာဖြစ်တယ်။ရှင်တမန်တော်ဝတ္ထုအခန်းကြီး20ရောက်လာတဲ့အခါမှာအငယ်16လောက်ကနေကျမတို့တကွကြည့်သွားကြမယ်နော်။အငယ်16ကနေဆက်ပြီးတော့24ထိเนาะအစဉ်ပြေရဆိုအဲ့ဒါလေးready လေးထားပြီးပါဒီတမန်တော်ဝတ္ထုမှာကျမတို့တမန်တော်တွေရဲ့နောက်တပည့်တော်တွေเนาะတမန်တော်တွေရဲ့ယေရှုခရစ်တော်နောက်ကိုလိုက်ခဲ့တဲ့တပည့်တော်တွေရဲ့အမှုဆောင်ခြင်းကိုဝိညာဉ်တော်တကိုးအပြင်ကျမတို့တွေ့ရတယ်ဒီနေရာမှာရှင်ပေါလုတမန်တော်ကြီးရဲ့အသက်တာထဲမှာတမန်တော်အခန်းကြီး20ရောက်လာတဲ့အခါမှာတမြို့ပြီးတမြို့ဂျေရုဆလမ်ကနေစပြီးတော့တပါးအမျိုးသားတွေရှိတဲ့နေရာမှာသူအမှုဆောင်ပြီးတဲ့အချိန်မှာအခန်းကြီး20ရောက်လာတဲ့အချိန်မှာတော့မိလက်မျိုးဆိုတဲ့မြို့တမြို့ကိုရောက်လာတဲ့အခါမှာရှင်ပေါလုကနေပြီးမှဒီလိုပြောပါတယ်အငယ်7ခုကိုကျမတို့ဖတ်ကြည့်ရအောင်မိလက်မျိုး
မြို့သို့ရောက်မှပေါလုသည်အေဖက်မြို့သို့ဆေလွတ်၍တင်းအုပ်များကိုခေါ်လေ၏သူတို့သည်ရောက်ကြသောအခါပေါလုကငါသည်အာရှိပီသို့ရောက်သောနေ့မှစ၍ယခုတိုင်အောင်သင်တို့ရှေ့မှအဘယ်သို့ကျင့်နေသည်ကိုသင်တို့သိကြ၏အလွန်နှိမ့်ချသောစိတ်ရှိလက်မျက်ရည်ကျလက်ယူဒလူတို့၏မကောင်းသောအကြံအပြင်စုံစမ်းနှောက်ယှက်ခြင်းကိုခံလျက်သခင်ဖျား၏အမှုတော်ကိုငါဆောင်ရွက်သည့်အကြောင်းအရာကိုသင်တို့သိကြ၏သင်တို့အကျိုးပြုစုရာတစုံတစ်ခုကိုမျှငါမတိမ်မဝက်လူစုဝေးရာ၌၎င်းအိမ်များ၌၎င်းသင်တို့အားဟောပြော၍ဆုံးမဩဝါဒပေးသဖြင့်ဖျားသခင်ရှေ့တော်၌နောင်တရခြင်းတရားကို၎င်းငါတို့သခင်ယေရှုခရစ်ကိုယုံကြည်ခြင်းတရားကို၎င်းယူဒလူဟေလသလူတို့အားတသက်ခံသည့်အကြောင်းအရာကို၎င်းသင်တို့သိကြ၏ယခုမှငါသည်ဝိညာဉ်တော်အားဖြင့်ချီနှောင်ခြင်းကိုခံ၍ဂျေရုဆလင်မြို့သို့သွားရ၏ထိုမြို့၌အဘယ်အမှုရောက်မည်ကိုမသိသို့တော်လည်းချီနှောင်ခြင်းညှင်းဆဲနှိပ်စက်ခြင်းအမှုတို့သည်ငါကိုဆိုင်လင့်သည်ဟုတန်ရှင်းသောဝိညာဉ်တော်သည်ခတ်သိမ်းသောမြို့တို့၌ငါအားတသက်ခံတော်မူ၏24တို့ရာတွင်ဖျားသခင်၏ကျေးဇူးတော်နှင့်ရှင်သောဧဝံဂေလိတရားကိုတသက်ခံစေခြင်းကသခင်ယေရှု၏လက်မှငါခံခဲ့ပြီးသောဓမ္မစရာအမှုတည်ဟုသောငါဆောင်ရွက်ရသောအမှုကိုဝမ်းမြောက်စွာပြီးစီးစေမည်အကြောင်းထိုငင်းဆဲခြင်းအမှုတစုံတစ်ခုကိုမျှငါသည်ပမာဏမပြုကိုအသက်ကိုလည်းနှမျောခြင်းမရှိအဲ့ဒီနေရာမှာရရအောင်ဒီနေရာမှာမိလက်မြို့ကိုရောက်လာတဲ့အခါမှာရှင်ပေါလုကနေပြီးမှသူအမှုတော်ဆောင်ဘက်တွေနော်လက်တွဲဖော်တွေကိုသူကခေါ်တယ်ဒီအေဖက်မြို့မှာရှိတဲ့အသင်းအုပ်တွေကိုသူခေါ်တဲ့အခါမှာသူတို့ကိုအမှားစကားပြောကြခဲ့တယ်သူတို့ကိုဘယ်လိုပြုစုခဲ့တယ်သူရဲ့အမှုတော်ဆောင်သူရဲ့အမှုဆောင်ခြင်းမှာတခုမှမကြံဘဲနဲ့သူတို့ကိုပြုစုသွန်သင်ခဲ့ပါတယ်ဆိုတဲ့အရာတွေကိုသူပြောတယ်အငယ်20ရောက်လာတဲ့အခါမှာဝိညာဉ်တော်အဖြစ်ယခုမှတော့ငါချီနှောင်ခြင်းခံရတယ်တဲ့ဝိညာဉ်တော်ကဂျေရုဆလင်မြို့ကိုသွားဖို့ရန်အတွက်ငါ့ကိုဥဆောင်နေတယ်တို့ပေမဲ့အဲ့ဒီဂျေရုဆလင်မြို့မှာချီနှောင်ခြင်းညှင်းဆဲနှိပ်စက်ခြင်းတွေကငါ့ကိုစောင့်ကြိုနေတယ်ဆိုတော့ငါသိနေတယ်တဲ့ဒါပေမဲ့လူအနေနဲ့အခက်ခဲတွေအရှိမကြုံတွေ့နေတယ်လို့သိတဲ့အခါမှာနော်မတွားခြင်းနဲ့စိတ်မလှုပ်ခြင်းနဲ့စိတ်တွေကိုကာယအဖြစ်ကိုခန္ဓာအဖြစ်တော့ရှိပေမဲ့သူ့ကိုချုံနှောင်တဲ့သူကသူ့ကိုတွန်းပို့နေတဲ့သူကတန်ရှင်းသောဝိညာဉ်တော်ဖြစ်တဲ့အခါမှာသူ့ရဲ့အသက်ကိုယ်တောင်သူမနှမျောပါဘူးတဲ့ငါအသက်ကိုပင်ပမာဏမပြုဘူးကိုအသက်ကိုလည်းနှမျောခြင်းမရှိပါဘူးလူအနေနဲ့စဉ်းစားမယ်ဆိုရင်အဲ့ဒီနေရာမှာနော်ထောင်ဒဏ်ချခြင်းတွေခံရတော့မယ်အသေးသက်ခြင်းတွေခံရတော့မယ်ညှဉ်းပန်းနှိပ်စက်ခြင်းတွေကသူ့ကိုစောင့်ကြိုနေတယ်ဆိုတာရှင်ပေါလုကသိပေမဲ့ဝိညာဉ်တော်ဖျားနဲ့သွားလာတဲ့ဝိညာဉ်တော်ဖျားအဖြစ်ချုံနှောင်ခြင်းခံရတယ်ချုံနှောင်ခြင်းခံရတယ်ဆိုတဲ့အခါမှာဒီနေ့ဇာတိသဘောနဲ့ဝိညာဉ်သဘောကအမြဲတမ်းဆန့်ကျင်တာဖြစ်တယ်ကျမတို့ရဲ့ကိုယ်ခန္ဓာကနော်ကျမတို့ဒီ psychology တို့ကျမတို့ဒီ psychology ပိုင်းဆိုင်ရာဒါမှမဟုတ်ဒီ therapist တွေမှာကျမတို့သွားလို့ရှင်လေဘာလို့သိရလဲဆိုတော့လူရဲ့ကိုယ်ခန္ဓာမှာကျမတို့ဘယ်သူမှ violent ကိုလက်ခံတဲ့သူတော့မရှိဘူးနော် violent လိုချင်တဲ့သူနော်မရှိဘူးဒါပေမဲ့လူရဲ့ကိုယ်ခန္ဓာမှာတခုခုနော်ကိုဒုက္ခပေးလာမဲ့အရာကိုနာကျင်စေမဲ့အရာကြုံလာပြီဆိုရင်အလိုအလျောက်ဒီကိုယ်ခန္ဓာဒီအသွေးသားကအကွဲကတခုအမြဲတမ်းပြုတ်လက်ရှိတယ်တဲ့ဥပမာမျက်လုံးကိုဆိုရင်မျက်လုံးပါကြောင့်မျက်စိပိတ်တာလဲနော်တခုခုကလာထိုးဖို့တခုခုကကိုရှေ့မှာရောက်လာတဲ့အခါမှာဘာကြောင့်မလို့ကျမတို့ရဲ့မျက်လုံးကပိတ်တယ်လဲဆိုတော့ဒီမျက်စံထဲမှာတဲ့အဲ့ဒီနာကျင်မဲ့အရာတွေကို sensor လုပ်တဲ့ sense လုပ်တဲ့နော် sensor ပြုတ်တဲ့အရာလေးတွေကျမတို့ထဲမှာရှိတယ်အော်စရာကောင်းတာလေဒါကြောင့်ရှင်ပေါလုကဘာပြောတယ်လဲဆိုဝိညာဉ်ပကတိနဲ့ဇာတိပကတိကအမြဲတမ်းဆန့်ကျင်လက်ရှိတယ်တဲ့ဝိညာဉ်ပကတိကိုမသွားဘူးဆိုရင်ဇာတိပကတိထဲမှာကျမတို့အသက်ရှင်နေခြင်းပါပဲဝိညာဉ်ပကတိထဲမှာရှိလာတဲ့အခါမှာဇာတိကိုဆန့်ကျင်နေခြင်းဖြစ်တယ်ဆိုပြီးတော့ဝိညာဉ်နဲ့ဇာတိကအမြဲတမ်းဆန့်ကျင်လက်ရှိတယ်ဒီနေရာမှာလဲရှင်ပေါလုရဲ့အသက်တာထဲမှာနော်အရှိမသူအသေးသက်ခြင်းတွေနာကျင်ခြင်းတွေခံရမယ်ဆိုတာသူ့ရဲ့ကိုယ်ခန္ဓာကတော့သိနေပြီသူ့ရဲ့စိတ်ကလည်းနာကျင်နေတယ်တိုးတော်လဲသူ့ကိုချုံနှောင်ပြီးတော့သူ့ကိုအဲ့ဒီရှေ့ကိုဆက်ပြီးတော့ရှေ့ဆက်ဖို့ရန်အတွက်ခြိတက်ဖို့ရန်အတွက်တွန်းပို့နေသေးသူတွန်းပို့နေတော့သူဟာတန်ရှင်းသောဝိညာဉ်တော်ဖြစ်တဲ့အခါမှာ तू ကဘလို့ပြောတယ်လဲဆိုရင်တော့ဒီယေရှုခရစ်တော်ဤလက်မှငါခံခဲ့ပြီးတော့ဓမ္မဆရာအမှုတည်တော့ငါဆောင်ရွက်တော်အမှုကိုဝမ်းမြောက်စွာပြီးစီးစေမိအတောင်ထိုငင်းဆဲခြင်းတစုံတစ်ခုကိုမြငါသည်ပမာဏမပြုတ်ဘူးအဲ့ဒီငင်းဆဲခြင်းတွေကို तू မကြောက်တယ်လို့ तू ဆုံးရှုံး
လိုက်ရမဲ့သူ့ရဲ့အသက်ကိုပင် तू မနှမျောပါဘူးဆိုပြီးတော့ပြောနိုင်တဲ့အခွင့်ကို तू ရတယ်အဲ့ဒီအရာကဘယ်ထဲကနေလာတယ်လဲဆိုရင်တော့ဝိညာဉ်တော်ရဲ့ချုံနှောင်ခြင်းကနေလာတာဖြစ်တယ်ဝိညာဉ်တော်ကကျမတို့ကိုဖခင်ရဲ့အလိုတော်ထဲမှာအသက်ရှင်နိုင်ဖို့ဖခင်အတွက်မမရက်တည်နိုင်ဖို့ကျမတို့ကိုအားပေးတဲ့သူဖြစ်တယ်ဟာလေလုယာဒါကြောင့်ကိုယ့်ရဲ့ကိုယ်ခန္ဓာကတော့နော်တခုခုနာကျင်ခြင်းကြုံတဲ့အခါမှာတခုခုဝမ်းနည်းခြင်းတွေကြုံတဲ့အခါမှာဖခင်ကြောင့်ရောက်လာဖို့အရန်ခက်ခဲတယ်နည်းနည်းလေးနော်ဒီsore throat ဒီလေဘင်းဟုတ်လားလေဘင်းဟုတ်တယ်နော် sore throat လေးရှိလာရင်တော့ဒီနေ့တော့ဖြားကြောင်မသွားဘူးကွာဆိုတော့နော် excuse လေးကပေါ်လာဖို့အရန်လွယ်တယ်ဒါကလူတိုင်းကြုံတဲ့အရာပဲအမှုတော်ဆောင်ကြီးတွေလည်းကြုံတဲ့အရာပဲနော်အမှုတော်မဆောင်တဲ့သူလည်းကြုံတဲ့အရာပါပဲဘာကြောင့်လဲဆိုတော့ဝိညာဉ်ပကတိနဲ့ဇာတိပကတိကအမြဲတမ်းဆန့်ကျင်နေတာဖြစ်တယ်နော်ကျမတို့ရှေ့မှာအန်ဒရတစ်ခုခုရောက်လာပြီးကျမရဲ့ကိုယ်ခန္ဓာကျမတို့ရဲ့စိတ်နှလုံးသားကအလိုအလျောက်အဲ့ဒီအန်ဒရတွေကို sense တတ်တဲ့အာယုံတွေကျမတို့အထဲမှာရှိတာဖြစ်တယ်။ဒါမဲ့အဲ့ဒီအရာတွေကိုမကြောက်ရွံ့ဘူးအခက်ခဲတွေကြုံရမယ့်အရာတွေကိုမကြောက်ဘူးဒီနေ့တတိရှိစွာနဲ့ရဲရင်ချင်းကိုပေးတော်သူဟာတန်ရှင်တော်ဝိညာဉ်တော်ဖြစ်တယ်။အဲ့ဒီကဲ့သို့မရက်တည်နိုင်ဖို့ရန်အတွက်အားပေးတော်သူမဆတော်သူဟာလေတန်ရှင်တော်ဝိညာဉ်တော်ဖြစ်တယ်။ဒီနေ့ကျမတို့ဖခင်ရဲ့နိုင်ငံတော်အတွက်မရက်တည်ခြင်းတော်သူဖြစ်တယ်ဆိုရင်ဒီနေ့ဖခင်ရဲ့နိုင်ငံတော်အတွက်လုံးဝနော်အယက်တမရှိဘဲနဲ့ဆက်လက်ချီတက်တော်သူဖြစ်ခြင်းနဲ့ဆိုရင်ဒီနေ့တန်ရှင်တော်ဝိညာဉ်တော်နဲ့များမေတ္တာရောက်ဖွဲ့ဖို့သာဖြစ်တယ်ဝိညာဉ်တော်ရဲ့ဥဆောင်ခြင်းဝိညာဉ်တော်ရဲ့လမ်းပြခြင်းကိုကျမတို့ခံနေတဲ့၍ကိုယ်ခန္ဓာကစိတ်နှလုံးသားကမခံနိုင်တော့ရင်တောင်ဝိညာဉ်တော်ဖခင်ကအမြဲတမ်းအဲ့ဒီဖခင်ရဲ့အလိုတော်ထဲမှာအဲ့ဒီဖခင်ရဲ့ခေါ်ခြင်းထဲမှာအမြဲတမ်းတွန်းပို့ပြီးတဲ့ဝိညာဉ်တော်ဖခင်ဖြစ်တယ်ဟာလေလုယလူချင်းအမှုတော်ဆောင်တဲ့အခါမှာလူချင်းနော်ကျမတို့ပူပေါင်းပြီးတော့အလုပ်လုပ်လာတဲ့အခါမှာဘလောက်ပဲရင်းနှီးတဲ့မိတ်ဆွေပဲဖြစ်ဘလောက်ပဲနော်အသွေးသားဆက်တဲ့ညီကိုမောင်နှမပဲဖြစ်ဂျားထဲမှာနားမလည်နိုင်ခြင်းဆိုတဲ့အရာလေးတွေရှိတတ်တယ်သူ့ရဲ့အပြောကြောင့်နော်ကိုကအနာစီခြင်းလို့ပြောတာတော့မဟုတ်လိုက်ပေမဲ့ကိုယ့်ရဲ့အပြောစကားတခွန်းလေးကကိုမတိလိုက်တဲ့အချိန်မှာကိုနားမှာရှိတဲ့ကိုယ့်ရဲ့လက်တွဲပေါ်ကိုယ့်ရဲ့မိတ်ဆွေကိုယ့်ရဲ့ညီကိုမောင်နှမကိုယ့်ရဲ့မိဘတွေကိုနာကျင်စေတတ်တယ်အလိုတွေဖြစ်လာတဲ့အခါမှာတယောက်နဲ့တယောက်လက်တွဲဖို့အရန်ခက်ခဲတယ်ညီကိုမောင်နှမတောင်မှနော်စကားအားဖြင့်တယောက်နဲ့တယောက်မကြည်လင်တာတွေတယောက်နဲ့တယောက်ပြောမိဆိုမားတာတွေရှိလာတဲ့အခါမှာညီကိုတောင်မှစွန့်သွားကြတယ်သွေးသားတော်ဆက်တဲ့သူတွေလည်းစွန့်ကြတယ်အချစ်ဆုံးတငယ်ချင်းပါဆိုတဲ့သူတွေလည်းစွန့်ကြတယ်ဇနီးမောင်နှံတောင်မှကွာရှင်းရတဲ့အထိဖြစ်ရတယ်မဟုတ်ဘူးလားဒါပေမဲ့အဲ့လိုခက်ခဲတဲ့အချိန်တိုင်းမှာအဲ့လိုလက်လျှော့စရာဖြစ်တဲ့အချိန်တွေကြုံခဲ့ရပေမဲ့လေဒီနေ့အချိန်ထိကျမတို့ကိုအမှုတော်မြတ်ထဲမှာဆက်လက်ပြီးတော့သွားစေတဲ့သူကဘယ်သူလဲဆိုတော့ဝိညာဉ်တော်ဖခင်ရှိလို့ဖြစ်တယ်ဟာလေလုယာဝိညာဉ်တော်ဖခင်ကတစ်ဖက်သားရဲ့နှလုံးသားကိုနော်ပြန်ပြီးတော့ကျမ်းမာစေတယ်ကျမတို့ရဲ့နှလုံးသားထဲမှာလေတောင်းပန်ဖို့ရန်အတွက်နှိုးဆော်လာတယ်ဒီလိုလေးတွေနောက်မပြောဖို့ရန်အတွက်တွင်တင်ပေးတဲ့ဝိညာဉ်တော်ဖခင်ကဒါကြောင့်လူချင်းနော်နှစ်အကြီးပူတွဲပြီးတော့လက်တွဲပြီးတော့နော်ဇနီးပေါင်းနဲ့2ယောက်မိသားစုထဲမှာနော်အစင်ပြေနဲ့အမှုတော်ထဲမှာလက်တွဲလှုပ်ဆောင်နိုင်ခြင်းဆိုတာကဝိညာဉ်တော်မပါဘဲနဲ့မရဘူးခံရင်တော့3လလောက်ခံမယ်6လလောက်ခံမယ်တစ်နှစ်ခံမယ်ပြီးရင်ပြတ်သွားတယ်ကျမတို့ရှေ့မှာတပုံကြီးပဲတွေ့ရတာကိုတိုင်းလည်းဝိညာဉ်တော်နဲ့မသွားတတ်တဲ့အချိန်တွေမှာကိုကြောင့်နာကျင်ခဲ့ရတဲ့လူတွေရှိတယ်လို့သူတပားအကြောင်းလည်းကျမတို့နာကျင်ခဲ့ရတဲ့အချိန်တွေရှိတယ်တို့ပေမဲ့ဝိညာဉ်တော်ဖခင်နဲ့လှုပ်ဆောင်လာတဲ့အခါမှာအဆုံးတိုင်အောင်ဝိညာဉ်တော်ဖခင်ကဥဆောင်ပေးတယ်ဟာလေလုယာခွင့်လွတ်စရာရှိတဲ့အခါမှာခွင့်လွတ်ခိုင်းတယ်ကိုနော်တောင်းပန်စရာရှိလာတဲ့အခါမှာကိုယ့်ဘက်ကနေတောင်းပန်စေတဲ့ဝိညာဉ်တော်ဖခင်ကလက်လျှော့စရာရှိတဲ့အချိန်မှာဝိညာဉ်တော်ဖခင်ကလက်လျှော့နိုင်ဖို့ရန်အတွက်မဆပေးတယ်ဥဆောင်ဖို့ရန်အတွက်ဖြစ်လာတဲ့အခါမှာဝိညာဉ်တော်ကဗိတ်သိက်ပေးတဲ့ဝိညာဉ်တော်ကဥဆောင်ပေးတဲ့ဝိညာဉ်တော်ကရှေ့ကနေကျမတို့ကိုလှုပ်ဆောင်ပေးတဲ့ဘုရားသခင်ဖြစ်တယ်။ဒါကြောင့်ကျမတို့နှစ်တိအခန်းကြီး1အငယ်9ထဲမှာဘယ်လိုတွေ့ရတယ်လဲဆိုရင်တော့ဘုရားသခင်သည်တဲ့ကြောက်တတ်သောသဘောကိုငါတို့အားပေးတော်မူသည်မဟုတ်တကိုးပါသောစိတ်ချစ်တတ်သောစိတ်ရှင်လင်းသောစိတ်သဘောကိုပေးတော်မူ၏။ကျမတို့ကိုးကွယ်တဲ့ဘုရားကသူ့ရဲ့ဝိညာဉ်တော်အပြင်ကျမတို့ရဲ့အထဲမှာအမြဲတမ်းရဲရင်တဲ့စိတ်ကိုပေးတာဖြစ်တယ်။အမြဲတမ်းချစ်တတ်တဲ့စိတ်ကိုပေးတာဖြစ်တယ်။
ယားကိုတိချင်းတဲမှာအမြဲတမ်းရှင်းလင်းသောစိတ်ကိုပေးတဲ့ဖယားသခင်ဖြစ်ပါတယ်ကျမတို့အတွက်အမြဲတမ်းယက်တည်ပေးတဲ့ဖယားသခင်ဖြစ်တယ်အဲ့ဒီဖယားသခင်ကကျမတို့လိုအပ်တဲ့အချိန်မှာခွန်အားနဲ့အစွမ်းတတိကိုထောက်မပေးတယ်အားပေးတဲ့ဖယားသခင်ဖြစ်တယ်ကောင်းသောစကားတွေနဲ့ကျမတို့ရဲ့ဝိညာဉ်ထဲမှာအတွင်းလူကိုခိုင်ခန့်စေတဲ့ဝိညာဉ်တော်ဖယားဖြစ်တယ်နောက်ဒီနေရာမှာရှင်ပေါလုရဲ့အသက်တာကိုလည်းတစ်ချိန်တုန်းကယုံကြည်သူတွေကိုတပ်ဖြတ်ဖို့ရန်အတွက်စ조사တယ်ထောက်ခံစာတောင်တွားယူလိုက်သေးတယ်တခြားမျိုးကနေအဲ့လိုလူဖြစ်တဲ့လူတစ်ယောက်ကဒီနေ့ငါရဲ့နော်အသက်တာကိုငါမနှမျောပါဘူးအရှိမကြုံရမဲ့ဒုက္ခတွေနာကျင်ခြင်းတွေညှင်းဆဲခြင်းတွေကိုငါပမာဏမပြုတ်ပါဘူးလို့ပြောနိုင်စေတဲ့သူကဘယ်သူလဲဆိုရင်တော့တန်ရှင်တော်ဝိညာဉ်တော်ကသူ့ကိုမဆခဲ့တယ်သူ့ကိုပြုစုခဲ့တယ်သူ့ကိုမောမှန်ခဲ့တယ်သူ့ကိုဖယားရဲ့အလိုတော်ထဲမှာပုံသွင်းခဲ့တယ်သူ့ရဲ့အမှုဆောင်ခြင်းမှာအောပွေရလိုအပ်တဲ့လက်နက်တွေကိုတက်ဆင်ပေးခဲ့တဲ့သူဟာလည်းတန်ရှင်တော်ဝိညာဉ်တော်ဖြစ်တယ်ဟာလေလုယာဒါကြောင့်တန်ရှင်တော်ဝိညာဉ်တော်ဟာပုဂ္ဂိုလ်ဖြစ်ပါတယ်ဖယားသခင်ဖြစ်တယ်ကျမတို့အနာမှာကျမတို့ရဲ့နဘေးမှာကျမတို့လိုအပ်တဲ့အရာတွေကိုကူညီမဆဖို့ရန်အတွက်အချိန်တိုင်းကျမတို့နဲ့အတူယက်တည်ပေးတယ်ဖယားသခင်ဖြစ်ပါတယ်ကျမတို့အကြံဉာဏ်တွေလိုတဲ့အချိန်မှာကျမတို့ဉာဏ်ပညာတွေလိုတဲ့အချိန်မှာလည်းကျမတို့ကိုမဆပေးတဲ့ဖယားသခင်ဖြစ်တယ်ဒါကြောင့်ဟေရှာယ17ကိုကျမတို့ကြည့်ရအောင်ဟေရှာယ17အငယ်1ထဲမှာဒီလိုရေးထားပါတယ်။ထာဝရဘုရား၏ဝိညာဉ်တော်တည်ဟူသောဉာဏ်ပညာကိုပေးသောဝိညာဉ်ကြံစီတဆွမ်းနိုင်သောတတ္တိကိုပေးသောဝိညာဉ်ထာဝရဘုရားကိုတည်၍ကြောက်ရွံ့သောသဘောကိုပေးသောဝိညာဉ်တော်သည်ထိုသူအပေါ်မှာကျင့်ဝတ်တော်မူလိမ့်မည်။အဲ့ဒီဝိညာဉ်တော်ဘုရားဟာကျမတို့ကို counseling လုပ်ပေးတဲ့ဝိညာဉ်တော်လည်းဖြစ်တယ်။ကျမတို့ကိုအကြံဉာဏ်တွေပေးတယ်ဉာဏ်ပညာကိုပေးတယ်ကြံစီတဆွမ်းနိုင်ခြင်းတတ္တိကိုပေးတယ်ဘုရားကိုတည်ပြီးတော့ကြောက်ရွံ့သောစိတ်သဘောကိုကျမတို့ရဲ့အထဲမှာပြုတ်ပြင်ပေးတယ်ဖယားသခင်ဖြစ်တယ်ကျမတို့ရဲ့အနာမှာအဲ့ဒီဝိညာဉ်တော်ကအမြဲတမ်းရှိတာဖြစ်တယ်ကျမတို့နဲ့အတူယက်တည်ပေးနေတဲ့ဖယားသခင်ဖြစ်ပါတယ်ဒီနေ့အဲ့ဒီတန်ရှင်းသောဝိညာဉ်တော်နဲ့တွာလာတဲ့အခါမှာတွာတက်လာတဲ့အခါမှာရှင်တန်တက်လာတဲ့အခါမှာဝိညာဉ်တော်ဖယားနဲ့မိတ္တာယပြုတ်တက်လာတဲ့အခါမှာလေလင်ခဲ့တဲ့အပတ်ကကျွန်မပြောတဲ့ရည်ရွယ်ချက်တွေတွေ့တယ်ဆိုတာလောက်ပင်မကတော့ဘူးအဲ့ဒီရည်ရွယ်ချက်ထဲမှာဖယားရဲ့အလိုတော်အတိုင်းသွားလာနိုင်ဖို့ရန်အတွက်ဖယားရဲ့နိုင်ငံတော်ထဲမှာအသုံးတော်ခံဖြစ်လာဖို့ရန်အတွက်တစားပလာအဖြစ်ကျွန်မတို့ကိုမွမ်းမံပေးတယ်တန်ရှင်တော်ဝိညာဉ်တော်ဖြစ်တယ်အမှုဆောင်ခြင်းမှာနေ့ရက်စဉ်တိုင်းမှာဉာဏ်ပညာလိုသလားဖယားရဲ့ခွန်အားပေးခြင်းမဆခြင်းကူညီခြင်းတွေလိုသလားဝိညာဉ်တော်ဖယားကကျွန်မတို့ရဲ့အနာမှာရှိနေတယ်ကျွန်မတို့အခုချိန်မှာမမြင်ရပေမဲ့ကျွန်မတို့ရဲ့အထဲမှာကျင့်ဝတ်နေတဲ့ဖယားသခင်ဖြစ်တယ်ကျွန်မတို့ရဲ့အလယ်မှာဒီနေ့ချိန်ဝတ်တဲ့ဘုရားသခင်လည်းဖြစ်ပါတယ်ဟာလေလုယာဒီနေ့အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်နဲ့နေ့ရက်တိုင်းမှာမေတ္တာရာပြုတ်နိုင်တော်သူဖြစ်ဖို့ရန်အတွက်ရောက်တိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေဒီနေ့အချိန်ရှိသလောက်ကျမတို့သွားမယ်နော်ဆိုတော့ဒီနေ့လာမယ့်အပတ်မှာကျမတို့တန်ရှင်တော်ဝိညာဉ်တော်ဟာအသက်ရှင်ခြင်းရဲ့နော်သက်ဆန်းရည်နော်အသက်ရှင်ခြင်းမှာသက်ဆန်းရည်ကိုပြီးတဲ့ဝိညာဉ်တော်ဘုရားဖြစ်တဲ့အကြောင်းကိုဒီနေ့ဆက်လက်ပြီးတော့ကြည်သွားမှာဖြစ်တယ်ရောက်တိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ